အားလုံးပဲမင်္ဂလာပါဗျာယနေ့ဒီဗီဒီယိုဖိုင်ရဲ့ကောင်းပြင်လေးကိုတော့မနေ့ညနေ break power move လို့ကောင်းစဉ်ပေးထားပါရကြတနေ့လာဒီမနေ့ပိုင်းမှာ51ထွက်တဲ့အတွက်6 break ညနေပိုင်းမှာခေါ်လေးထွက်တာဖြစ်တဲ့အတွက်ကြောင့်မလို့1 break ဖြစ်ပါတယ်မနေ့နဲ့ညနေ6 break power ကြာခြင်းကြောင့်လာမဲ့ငါဗုဒ္ဓဦးကြာတာပရိ3ရက်အတွင်းစောစောထွက်လာမဲ့ကုသရဲ့မိတ်ဆွေများစာရိုးနဲ့တိတိမိမိထိုးပြီးတော့အမြတ်ယူလို့ရမဲ့ကနန်းကောင်းလေးများကိုတင်ဆက်သွားပြီးမှာပဲဖြစ်ပါတယ်ဒီ9မိနစ်စာဗီဒီယိုဖိုင်လေးကိုတေချာကြည့်တော့မယ်ဆိုရင်ကြက်တဲ့ရက်တွေကျွန်တော်မိတ်ဆွေတို့အနေနဲ့ဒီနေ့ကိုအဓိကထားပြီးတော့ဘလို့ပုံစံနဲ့ကစားမှအမြတ်ငွေရမယ်ဆိုတာကိုတေချာသဘောပေါက်နားလည်သွားမှာပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်နဲ့အတူတေချာကြည့်ရှုဖို့နဲ့ကိုတို့ရဲ့ channel ကိုအခုမှစတွေ့ရဆိုရင် subscribe လေးကိုလုပ်ထားဖို့အခုလို video file လေးကိုကြိုင်းနေတတ်တယ်ဆိုရင် like လက်မလေးနှိပ်ခဲ့ဖို့အတွက်ကိုတို့အနေနဲ့တိုက်တွန်းလိုက်ပါတယ်ဗျပထမဦးတော့ကိုတို့ရဲ့ကိုပိုင်မူဖြစ်တဲ့မနေ့ညနေ break power မူဒီမူဟာဘယ်နေ့မှာပဲဖြစ်ဖြစ်မနေ့နဲ့ည break power ကြပြီဆိုတာနဲ့ကိုတို့ကပြောပြမယ်အတိုင်းကနေထုတ်ကစားလို့ရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်မိတ်ဆွေများဖုန်းထဲမှာပဲဖြစ်ဖြစ်စာအုပ်ထဲမှာပဲဖြစ်ဖြစ်တီချာလေးမှတ်ထားစေချင်ပါတယ်နေ့ထွက်ကနန်းနေညနေထွက်ကနန်း break power ဖြစ်ပြီးဆိုရင်အဲ့ဒီ break power ဖြစ်တဲ့ break 2ဟာမြေလီချက်ချင်းများသွားပြီး3ရက်အတွင်းပြန်ဆင်းပေးနေရကို2022ခုနှစ်ကနေပြီး2025ခုနှစ်ကလေနာတပြေလုံးတိုက်ပြီးတော့စစ်စည်းချက်အရတွေ့ရှိထားပါတယ်ဗျမူချက်ရလုံးမိဘအောင်မြင်ထားတာကိုလည်းလေးလာတွေ့ရှိထားပါတယ်ဗျပြက်ပင်မရှိရကြောင့်ပြက်ပင်မရှိရတော့မဟုတ်ပါဘူးပြက်ပင်ရှိရဲ့အခြေကတော့အလုံးနေပါပါတယ်ဗျပို့ပလေးလေးပြောရမယ်ဆိုလို့ရှိရင်ပေါက်တီးရဖို့ရာခိုင်နှုန်းများတာကြောင့်ကျွန်တော်မိတ်ဆွေများကိုချပြတာပဲဖြစ်ပါတယ်ဒါကြောင့်ငါဗုဒ္ဓဦးကြာတာပရိ3ရက်အတွင်းညလီချက်ချင်းများသောအဖြစ်3ရက်အတွင်းစာရိုးနဲ့ထိထိမိမိထိုးပြီးတော့အမျက်ရှာလို့ရမယ် break ဟာ16 break ပဲဖြစ်ပါတယ်။ရုပ်ကြည်ကြည်နဲ့လိုက်ပါကစားကြမယ်မိတ်ဆွေများအတွေ့ငါဗုဒ္ဓဦးကြာတာပရိ3ရက်အတွင်းစိုးစင်းလာမယ်ဒီ16 break အတွက်မင်းတွေလက်ဆောင်ကိုများကိုကိုတွေ့အနေနဲ့ထုတ်ပြီးပါအောင်မယ်ဗျ။အဲ့ဒီကနန်းဒီကတော့10 65 60လိုပဲဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့မနေ့ညနေ break power ဖြစ်ပြီးဆိုရင်လုံးဝ unique ကတော့ power break များဖြစ်ကြတဲ့1နဲ့6ရဲ့ senior ကနန်းနှလုံးဖြစ်တဲ့1ရဲ့ senior 2 6ရဲ့ senior ခွန်တို့ဟာ2ရက်တွဲဒါမှမဟုတ်လို့ရှိရင်မြန်လေနောက်တစ်ရက်ဒီငါနီမှာစင်းပေးနေတာလို့တွားပြီးတော့တွေ့ရတယ်ဗျဒါကြောင့်ငါဘုလို့ကြ2ရက်အတွင်း2နဲ့ခွန်ဒီကနန်းနှလုံးကိုတတိထားပြီးတော့ကစားကြပါခင်ဗျာရေကလီနာစစ်စီးချက်များအရာထင်တာမမှားဘူးဆိုရင်နှစ်နဲ့ခွန်ကိုဒေစီကနေပြီးတော့ပူစင်းပေးနေတာကိုတွေ့ရှိရပါတယ်နှစ်နဲ့ခွန်ကနန်းနှလုံးကိုစိတ်ဝင်စားကြတဲ့မိတ်ဆွေများအတွက်မင်းကျင်ကိုများရွေးချယ်ပြီးပါဦးမယ်အဲ့ဒါတွေကတော့နှစ်1 20နှစ်ခွန်နှစ်9နဲ့ခွန်နှစ်ခွန်9ခွန်6ခွန်8တို့ပဲဖြစ်ပါတယ်နှစ်ခွန်နဲ့ခွန်နှစ်ကအတူတူဖြစ်နေပါတယ်ဗျဒီမူနှစ်ချက်ကမနေ့ညနေ break power မူရမိတ်ဆွေတို့အတွက်လက်ကင်ထားပြီးတော့စာရုံးနဲ့အမြန်ငွေရှာလို့ရမယ်ကနန်းကောင်းလေးတွေပဲဖြစ်ပါတယ်ဗျကျွန်တော်မိတ်ဆွေများနားလည်လွယ်အောင်လို့အရှင်းကုန်ပြောပြရရင်အရင်ဘက်တောက်ကြနေမနေ့ပိုင်းထွက်ကနန်းဖြစ်တဲ့83 dip break ညနေပိုင်းထွက်ကနန်းဖြစ်တဲ့89 6 break တို့ပဲဖြစ်ပါတယ်အဲ့ဒီမနေ့ညနေ16 break power မူရယခုဘက်တမင်းလာနေမှာနေမယ်မနေ့ပိုင်း51 6 break နဲ့ညနေပိုင်း84 tip break ဆိုပြီးတော့ဇုံလိုက်ဆင်းလာခဲ့ပါတယ်ဒီလိုမျိုးဆင်းလာခဲ့တာတပြိုင်နက်တည်းဒီ senior လုံးမိုင်းနေဖြစ်တဲ့နှစ်နဲ့ခွန်မှာခွန်ထိတ်ခေါလုံးမိုင်းနေနဲ့လေချက်ချင်းပဲဆင်းလာခဲ့တာဦးဒါလက်တလောတွေ့ရှိထားပါတယ်ဗျတစ်ဆက်တည်းမှာနေမယ်ယခုပတ်တွေဇာရိုးငွေထုတ်ကနန်းများကိုဗီဒီယိုဖိုင်နဲ့တည်တဲ့ YouTube မှာတင်မပြီးဖြစ်ခဲ့ပါဘူးပို့ပဲတင်ပြီးဖြစ်ပါတယ်ဗျနော်တို့ဒီဗီဒီယိုဖိုင်ထဲမှာတပါတယ်ဒီဇာရိုးငွေထုတ်ကနန်းများကိုပြောသွားပြီးမှဖြစ်ပါတယ်ဒါကြောင့်တေချာလေးစစ်ကြည့်ပြဖို့အတွက်ကိုသူအနေနဲ့တိုက်တွန်းလိုက်ပါတယ်ဗျဇာရိုးငွေထုတ်ပတ်တီကတော့ငါဗုဒ္ဓကျက်တာပရိတောက်ကြဒီလေးရက်မှာစောပြီးတော့ထွက်လာမယ်ကိုသူအကောင်းဆုံးခံမှန်းပြီးထားတဲ့ငွေထုတ်ပတ်တီက3ညပတ်တီဖြစ်ပါတယ်အထူးမိန်ကျင်ကိုများအနေနဲ့3ည2 3ည4အထူးမိန်အနေနဲ့ကတော့3ညခွန်3ည8 3ည9လို့ကို
ကိုချိမိမိမိန်တင်ထိုးနိုင်ပါတယ်ဗျအစားတော့ငွေထုတ်ပြီးတဲ့ကတော့93ကို2308ကက်92535358 32333338တို့ပဲဖြစ်ပါတယ်ဒီတဲကမှာကိုတွေ့အနေနဲ့စိတ်ကြိုက် main တင်ကွန်များကတော့5958 3238တို့ပဲဖြစ်ပါတယ်နောက်ထပ်ဇာရုံးမွေထုံအနေနဲ့ညီကိုကနေများကိုလည်းမိတ်ဆွေတို့အနေနဲ့ဇာရုံးထိထိမိမိထိုးပြီးတော့မွေးထိုးနိုင်ပါတယ်ဗျ။ဘာကြောင့်လဲဆိုလို့ရှိရင်ရင်ပတ်တောက်ကြနီးကမနေ့ထိညနေအပိတ်ညီကိုမှုရဲ့ယခုပတ်တနင်္လာနီးမှာရမယ်မနေ့9ထိညနေ4အပိတ်ထိပ်ပိညီကိုမှုအတီးမှုနှစ်ချက်စင့်ထားတော့ကြမိတ်ဆွေတို့အနေနဲ့အင်္ဂါဗုဒ္ဓကျက်သားတွေတောက်ကြဒီလေးရဲ့အတွင်းစောထွက်လာမယ်လို့ကိုသူအကောင်းဆုံးခံမှန်းထားတဲ့ညီကိုကနေများကိုအေယုံကြည်ကြည်နဲ့ဇာရိုးထိုးနိုင်ပါတယ်။တင်းကွင်းပြအနေနဲ့ကတော့31455689လိုပဲဖြစ်ပါတယ်ဗျယခုပြောသွားပြီးတာတွေကတော့ဘိစရိုအတွက်ကြက်ရက်မှာရှုထက်အဖိုးတန်နဲ့အကူအားထားရမယ်ဇာရုထိုးပြီးတော့ကစားလို့ရမယ်ကနေကောင်းလေးများကိုအခမဲ့တင်ဆက်ပေးလိုက်တာပဲဖြစ်တယ်ဗျအခုသူရရဲ့စေတနာကိုအတိမဲ့တူရအနေနဲ့ဒီကနေလေးကိုဒီကနေကောင်းလေးတွေကိုတဆူတစီဖြစ်တော့ရအောင်တခြားသောဝါသနာရှိညီကိုမောင်နှမတွေပါအလွယ်တကူတီးတွားရအောင်လို့ကိုမန့်မှာဝင်ရောက်ပြီးတော့ရေကားပြခဲ့ပါအောင်ဗျမနေ့ပြဲအင်္ဂါနေ့မှာကိုသူစိတ်ကြိုက်လုံးမိုင်းနေနဲ့အနီးကပ်ဇီးကွက်ထွက်ထားတဲ့အချိန်နဲ့တပြေးညီအထူးမယောကွက်ဒီကိုရွေးထုတ်ပြီးတော့မှဖြစ်ပါတယ်ဗျကျွန်တော်ခုပြောသွားတဲ့နေ့နဲ့ခွန်ကိုလည်းဒါအထူးတတိထားပြီးတော့ထည့်ပြီးမှဖြစ်တဲ့အတွက်ကြောင့်မလို့မနေ့ပြဲအထူးတွဲဆိုင်များကိုရယူခြင်းနဲ့မိတ်ဆွေများအနေနဲ့တရင်ကောင်းလေးပြောချင်ပါတယ်ကိုသူရဲ့ YouTube channel မှာတင်ပြီးတော့မှမဟုတ်ပါဘူးဗျ။ဘာကြောင့်လဲဆိုတော့စီကွက်ရမှကျွန်တော်တို့ဒါထုတ်ပြရမှဖြစ်တဲ့အတွက်ကြောင့်မလို့အနိက Telegram Viber channel တွေကို join ထားစေချင်ပါတယ်ဗျ။ Viber Telegram channel တွေက join ထားသင့်ပါတယ်။အတော့ Viber Telegram channel ကိုပမာကြည့်ရမယ်ဆိုလို့ရှိရင်ဒီ video file အောက်မှာ comment လေး link ချပေးထားပါမယ်။ဝင်ရောက်ပြီးတော့အချိန်မီဝင်ရောက်ပြီးတော့ join ကြဖို့တော့ကိုပြောရနေနဲ့တိုက်တွန်းလိုက်ပါတယ်ဗျ။ကဲအတော့ကိုတွေ့တင်မိတဲ့ဒီ video file နဲ့အားလုံးပဲအစီအမံကြပါသည်နောက်ထပ် video file နဲ့ထပ်ပြီးတော့တွေ့ကြပါမယ်ဗျအားလုံးပဲရှင်းလင်းချက်မိပါသည်လို့ဆုတောင်းပေးလိုက်ပါတယ်ဗျ